သွားကိုက်နေတာကြာပြီသွားစီခံသွားရမှာကြောက်လို့ဒီတိုင်းတိုင်းထားရတယ်ဆိုတဲ့သူတွေရှိလာရင်ဒီလိုမျိုးသွားစီခံသွားရမှာသွားကူတာမှုတွေခံယူရမှာကြောက်တယ်ဆိုတဲ့စိတ်ကိုကျွန်တော်တို့က dental anxiety လို့ခေါ်တယ်ပေါ့နော်သူကကြတော့သွားစီခံကိုမသွားရသေးဘူးသွားမယ်လို့တွေးလိုက်တာနဲ့ကိုရှင်နေတုံပြီးလက်ဖြားတွေအေးလာတာမျိုးပေါ့နော်အဲ့လောက်ထိအောင်ကြောက်တာဆိုတော့အဲ့ဒီလိုမျိုးကြောက်တဲ့အခါဘာဖြစ်လာလဲဆိုတော့ယောဂနှုတ်နေတဲ့သေးနေတဲ့အချိန်မှာမကူလိုက်မိလို့အနာကြီးကြီးသွားတော့မှသွားကြီးတစ်ချောင်းလိုက်ကြီးနှုတ်လိုက်ရတာမျိုးလို့ဒီလိုမျိုးအနဲ့ထွင်ရမယ့်ကိစ္စတွေမှာပစိန်နဲ့ပေါက်ရတဲ့အခြေအနေမျိုးတွေဒါကျမတို့ကြုံတတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုကြောက်တတ်တဲ့သူတွေအတွက်ကိုကျမအနေနဲ့အကြံပေးခြင်းတဲ့အချက်ကလေးတွေရှိပါတယ်ပထမအဆုံးအရန်ကြောက်တယ်ဆိုလို့ရှိရင်အခုလောလောဆယ်ဆယ်ပါဇက်ထဲကသွားတွေတစ်ချောင်းကမှကိုယ်ဒုက္ခမပေးဘူးသွားနေပတ်သက်လို့နာတာကျင်တာဘာမှမရှိဘူးဆိုလို့ရှိရင်အဲ့ဒီမနာခင်အချိန်တော်တွင်မှာသွားစီခန်းကိုသွားပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေခံယူနောက်တစ်ခါသွားအပေါက်တွေမဖြစ်အောင်နာတာကျင်တာမျိုးမဖြစ်အောင်ဘလို့နည်းနဲ့ကာကွယ်လို့ရလဲဒါလေးတွေလုပ်လို့ရတယ်ပေါ့နော်နောက်နံပါတ်2အချက်ကကျတော့သွားစီခန်းသွားပြီဆိုလို့ရှိရင်ဆရာဝန်ကိုအရင်ဆုံးကြိုပြောထားလို့ရတယ်ကျမကတော့ကြောက်တတ်တယ်ရှင်ဆရာမကြီးဆရာကြီးကြောက်တတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြည်းဖြည်းလေးလုပ်ပေးပါနော်ကျမတကယ်လို့နာတယ်ဆိုရင်လက်ကလေးထောင်မယ်နော်ဆိုပြီးဆရာဝန်နဲ့ကိုယ်နဲ့သဘောတူညီမှုတစ်ခုအရင်ယူရမှာပေါ့နော်တတိယအချက်အနေနဲ့ကကြတော့အသက်ရှူလေးခြင်းငန်းလေးလုပ်နေလို့ရတယ်ကိုကပါဇက်ဟာထားရတယ်ဘာမှလုပ်လို့မရဘူးအဲ့ဒီအချိန်တော်တွင်းမှာအသက်ရှူတဲ့အချိန်ကြာချိန်ပေါ့နော်4စက္ကန့်ကြာအောင်အသက်ရှူ4စက္ကန့်ကြာအောင်အသက်ကလေးအောင်ထား4စက္ကန့်ကြာအောင်ဖြည်းဖြည်းချင်းရှူထုတ်ဒီလိုအသက်ရှူနည်းလေးကိုသုံးနေမယ်ဆိုလို့ရှိရင်စိတ်နဲ့နဲ့တည်ငြိမ်သွားလိမ့်မယ်နောက်ဆုံးတစ်ချက်ကကြတော့ဒီပါဇက်ဟာထားတဲ့အချိန်တော်တွင်းမှာကိုယ့်ဘက်ကိုနှစ်ချက်ကလေးတက်နေတာမျိုးပေါ့နော်တချို့ treatment တွေကကြာတတ်တယ်အဲ့လိုအချိန်တွေကြာရင်ကိုကပါဇက်ဟာထားပြီးတော့နားထဲကိုနှစ်ချက်ကလေးထည့်ပြီးသချင်းလေးနားထောင်နေတာမျိုးစိတ်အေးစေတဲ့ calming music လေးတွေနားထောင်တာမျိုးဒီလိုမျိုးလေးလုပ်မယ်ဆိုရင်စိတ်အေးချမ်းချမ်းနဲ့ဒါသွားကူတာမှုကပြီးသွားမှာပေါ့နော်အားပေးစကားပြောချင်တာကဒီဘက်ခေတ်မှာသွားဆရာဝန်တွေသုံးတဲ့ပစ္စည်းတွေကတော်တော်လေးခေတ်မီလာတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်ရုံတန်ရုံအတန်တွေမကြားရတော့တာများပါတယ်နောက်ထုံစည်းဦးတောင်မနာအောင်ထိုးလို့ရနေပြီအဓိကကတော့စောစောစီးစီးကြွကြွတင်နာခင်ပြဖို့ပေါ့နော်နာမပြလို့ရှိရင်တော့ကြာလေးပို့ဆိုးလာဖို့ပဲရှိပါတယ်ဟုတ်ကဲ့သွားဆရာဝန်တွေကိုမကြောက်ပါနဲ့နော်နောက်ထပ်ဗီဒီယိုကြမ်းပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်